င်္ဂလာပေါင်းတဲ့ခါကြောင်းပါစီဗျာဒီနေ့မှာတော့ Chris Anderson ရဲ့ Chat Talk ဆိုတဲ့စာအုပ်လေးနဲ့မိတ်ဆက်ပေးခြင်းပါတယ်ဒီစာအုပ်ထဲကတော့ဘဝနဲ့စကားပြောမှုအတွက်အရေးကြီးတဲ့အချက်၅ချက်ကိုကျွန်တော်အကျဉ်းချုပ်ထားပါတယ်ကျွန်တော်ဖတ်ထားတဲ့စာအုပ်ထဲကနေပြီးတော့အကျဉ်းချုပ်၅ချက်ကိုပဲအဓိကဖော်ပြပေးပါတယ်ဒီရဲ့ဒီ Chat Talk ရဲ့စာအုပ်ထဲမှာဆိုရင်တော့နံပါတ်1အရေးကြီးဆုံးကတော့စကားပြောခြင်းရဲ့အဓိက idea ပါပဲတဲ့Chat Talk စာအုပ်Chat Talk တစ်ခုမှာတဲ့အရေးကြီးဆုံးကအတန်မဟုတ်ပါဘူးတဲ့ body language လည်းမဟုတ်ပါဘူးတဲ့ပြောမဲ့အတွေးခေါ် idea ပဲဖြစ်ပါတယ်တဲ့လူတွေရဲ့စိတ်ထဲမှာတစ်ခုခုပြောင်းလဲသွားနိုင်အောင်လုပ်ပေးနိုင်တဲ့အရာတစ်ခုကတော့မိမိစိတ်ထဲမှာရှိတဲ့ idea တစ်ခုပဲရှိရပါမယ်တဲ့နံပါတ်2အနေနဲ့ကနားထောင်သူကိုဥတီပြီးပြောရပါမယ်တဲ့ကိုယ့်အတွက်ကိုမပြောပါနဲ့တဲ့နားထောင်နေသူအတွက်ကိုပြောပါတဲ့သူတို့နားလည်မဲ့ဘာသာစကားသူတို့စိတ်ဝင်စားမဲ့အကြောင်းအရာတစ်ခုကိုသူတို့ဘဝနဲ့ချိတ်ဆက်နိုင်မဲ့ဥပမာတွေကိုတဲ့သုံးပြီးတော့မှပြောပါတဲ့နံပါတ်3အနေနဲ့ကတော့အကြောင်းအရာကိုတဲ့ပုံမြင်လို့ဆက်ဆက်ပြီးတော့ပြောပေးပါတဲ့စကားပြောနေဖို့မဟုတ်ဘဲနဲ့ပေါ့နော်အကြောင်းအရာတစ်ခုကိုပုံမြင်လို့ဆက်ဆက်ပြီးတော့ပြောပေးပါတဲ့အချက်အလက်တွေကိုတန်းစီပြီးတော့မပြောပါနဲ့တဲ့ story ပုံမြင်နေနဲ့ဆက်ဆက်ပြီးတော့ပြောပေးပါတဲ့အဖွင့်ရဲ့အလဲရဲ့အဆုံးရဲ့စိတ်ဝင်စားမှုရှိစေဖို့စိတ်လှုပ်ရှားမှုရှိစေဖို့အဆုံးမှာမှတ်မိနေအောင်ခြံထားပေးဖို့လဲလိုပါတယ်တဲ့နံပါတ်4ကတော့ကိုယ့်အမှန်တရားကိုပြသဖို့လဲမကြောက်ပါနဲ့တဲ့အရင်စကားပြောတတ်ဖို့မလိုပါဘူးတဲ့ရိုးသားမှုရဲ့ကိုယ်ပိုင်အတွေ့အကြုံရဲ့ကိုယ်ပိုင်စိတ်ခံစားမှုရဲ့ဒီຢာတွေမှာလူတွေကိုထိခိုက်စေနိုင်ပါတယ်တဲ့အဓိကကတော့ perfect ဖြစ်ဖို့လဲမလိုပါဘူးတဲ့ real ဖြစ်ရင်လုံလောက်ပါတယ်တဲ့အဓိက real ဖြစ်နေဖို့နော်perfect ဖြစ်နေဖို့ထက် real ဖြစ်နေဖို့ကအရေးကြီးပါတယ်တဲ့နံပါတ်5အချက်ကတော့အပြောတစ်ခုကတဲ့လူတစ်ယောက်ရဲ့ဘဝကိုပြောင်းလဲပေးနိုင်တယ်တဲ့စကားပြောခြင်းဆိုတာအချိန်ဖြုံးတာမဟုတ်ပါဘူးတဲ့အတွေးတစ်ခုဘဝတစ်ခုအနာဂတ်တစ်ခုတဲ့ပြောင်းလဲနိုင်တဲ့လက်နက်တစ်ခုကလည်းစကားပါတယ်တဲ့စာအုပ်ရဲ့အဓိက message ကတော့ပေါ့နော်အတွေးကောင်းတစ်ခုကိုတဲ့လူတွေရဲ့စိတ်ထဲသို့တိတိကျကျရောက်အောင်ပို့နိုင်လို့ရှိရင်တဲ့ကဘာကြီးကိုလည်းပြောင်းလဲနိုင်ပါတယ်တဲ့အဓိကကဘာကိုပို့နိုင်မလဲဆိုရင်အတွေးကောင်းတစ်ခုကိုလူတွေစိတ်ထဲကိုတိတိကျကျရောက်အောင်ပို့နိုင်ရင်ကဘာကြီးကိုပြောင်းလဲနိုင်ပါတယ်တဲ့ဒီစာအုပ်ကတော့နော်ဒီ YouTube လုပ်မဲ့လူတို့ presentation တို့ interview တို့ public speaking တို့လုပ်ချင်လို့ရှိရင်ဒီစာအုပ်ကတော့အဓိကကောင်းတဲ့တကယ်ကိုပေါ့ရွှေစာအုပ်ကြီးပေါ့နော် go book ကြီးဖြစ်ပါတယ်အဓိကကျွန်တော်ပြောတဲ့စာကြောင်းလေးတွေနဲ့ဆက်ဆက်ပြီးတော့ရှင်းကြည့်ပြီးတော့ဒီစာအုပ်ကိုဖတ်ကြည့်ခြင်းနဲ့ဆိုလို့ရှိရင် go book ထဲမှာ go book ပေါ့နော်အဓိကရွှေစာအုပ်လို့ပဲပြောလို့ရပါတယ်အားလုံးကိုကျေးဇူးရမ်းတင်ပါတယ်အားလုံးစိတ်ချမ်းသာရင်ကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေကျွန်တော် channel လေးကို YouTube subscribe လေးလုပ်ပေးကြပါအားလုံးကိုချစ်ပါတယ်